ဒီကချုပ်ပြပေးမှာကြတော့ဂျာစီခေါ်ပေါ့နော်တချို့ကြလဲဂျာစီလို့ဂျာစီအိမ်လို့လည်းခေါ်ကြတယ်တချို့ကြတော့လဲသမောသားအိမ်လို့ခေါ်ကြတယ်ပေါ့နော်အခုအရင်ဆုံးတူတူချုပ်ကြည့်လိုက်အောင်အရင်ဆုံးမင်းတို့ကလေဝင်းနေကနေပြီးတော့10 cm ဒါတော့ကလေးဆိုတော့ပေါ့နော်ကလေးဝတ်ဆို10 cm ပဲခွဲထားတယ်ပေါ့နော်အဲ့10 cm ခွဲပြီးသွားပြီဆိုမင်းတို့ကဒီလိုကကြီးနဲ့အရင်ခွဲချလိုက်လေရတယ်မခွဲဘူးဆိုရင်ချုပ်ပြီးမှအလဲကနေခွဲချလေရတယ်တကယ်ဆိုတော့ချုပ်ပြီးမှခွဲတာတော့ပို့ပြီးတော့ကောင်းနေပေါ့နော်မင်းကအရင်ခွဲချလိုက်မိရပါတော့အဲ့တော့ဒီကငကိုက10 cm ဆိုရင်နည်းနည်းပိုယူရမှာဖြစ်တဲ့အတွက်ကြောင့်12 cm 13 cm ဘာဖြစ်ဖြစ်10ထက်တော့ပိုလို့ယူရမယ်ပေါ့နော်ပိုယူပြီးသွားပြီဆိုရင်ဒါကじゃ2 cm လောက်ရှိတယ်2 cm လောက်ရှိရဆိုတော့ဟိုဘက်ဒီဘက်ကို1 cm လောက်တော့ယူမှဖြစ်မှာပေါ့နော်အဲ့လိုမျိုးယူပြီးသွားပြီဆိုရင်ချုပ်တော့မယ်ပေါ့နော်အပေါ်ကနေပြီးတော့ခုန1 cm ချုပ်မယ်တစ်ဖက်ချင်းစီချုပ်မှာပေါ့နော်ချုပ်တဲ့အခါမှာတကြောင်ချင်းစီချုပ်မှလို့ပြောထားတယ်နော်တကြောင်ချင်းစီချုပ်တဲ့အောက်ဆုံးတော့ခွဲနားလေးရောက်ပြီဆိုရင်တုံမယ်ပေါ့နော်ဟိုဘက်လည်းတုံမယ်ဒီဘက်လည်းတုံမယ်ဒါလေးဆိုချုပ်လို့ပြီးသွားပြီချုပ်လို့ပြီးရင်ဘာလုပ်မလဲဆိုတော့ကက်ကြီးလေးတောက်မယ်ပေါ့နော်ကက်ကြီးကအခုမင်းပြထားသလိုလေးပဲတောက်ရမယ်ပေါ့နော်အဲ့ဒါမှအတွင်းထဲကိုလန်ပြီးတော့ချုပ်တဲ့အခါကျရင်အစာလေးပေါင်ချုပ်ရမှာဆိုတော့လေဒါတော့ညီကောင်ထက်နေရပါတော့ဒါဆိုရင်ချုပ်လို့ရပြီနောက်ခုထပ်ပြီးသွားပြီဆိုရင်မင်းတို့ကဒီအဲ့အောက်မှာပုံနေအစာလေးကိုပူးပြီးတော့ချုပ်မှာပေါ့နော်ချုပ်ပြီးသွားပြီဆိုရင်ဒီမှာမင်းပြတာအတိုင်းလေးပဲချုပ်ရုံလေးပဲเนาะအဲ့ဒါလေးချုပ်ပြီးသွားပြီဆိုရင်အကုန်လုံးဘီလီပပက်လေးမှာထပ်ပြီးတော့နင်းမှာပေါ့နော်အခုပြတာတို့ဒါဆိုရင်ဂျာစီခေါ်သမောသားအိမ်လေပင်လေးရသွားပြီပေါ့နော်ကျန်တာတော့ကိုကပေါ်မှာလေပင်ကိုလုံးကိုလေးလုံးမယ်လက်တွဲမယ်ဘေးပိတ်မယ်ဒါပဲပေါ့နော်အဲ့ဆိုရင်အိမ်ကအလုံးပြီးသွားပြီပေါ့နော်အဆုံးလေးကြည့်ပေးသွားတဲ့အတွက်ကျေးဇူးတင်ပါတယ်